content နေဗီဒီယိုတွေကတိုတိုင်းကောင်းတာလားလူတွေရဲ့ attention span ကနေရတယ်ဆိုတိုင်းလုပ်ငန်းရှင်တော်တော်များများက short form content တွေကိုပဲတောင်းဆိုလာတာကိုတွေ့ရပါတယ် content တွေကတိုတိုင်းတော့ထိရောက်တယ်ကောင်းတယ်လို့ဆိုလို့မရနိုင်ပါဘူးသင်လုပ်ငန်းရဲ့ product or service မျိုးစား target audience customer journey အစရှိတဲ့အချက်တွေပေါ်မှာအများကြီးမူတည်ပါသေးတယ်ဥပမာသင်ရဲ့လုပ်ငန်းက B2B လို့ခေါ်တဲ့ business to business ပုံစံမျိုးဆိုရင်တာမန် TikTok ဗီဒီယိုအတိုလေးတွေပဲစက်တိုက်တင်နေရုံနဲ့တော့စေးမရနိုင်ပါဘူးအဝဲနဲ့တော့ရာကောင်းရနိုင်ပါလိမ့်မယ်ကိုလုပ်ငန်းစီမှာယုံကြည်နဲ့လာဝယ်ဖို့ဆိုရင်တကယ်အသုံးဝင်တဲ့ effective ဖြစ်နိုင်တဲ့ value တွေ information တွေကို long form အနေနဲ့အချိန်တစ်ခုအထိပေးရပါမယ်အကောင်းဆုံး strategy ကတော့ content တွေ video တွေကို short form ရော long form အနေနဲ့ပါသွားတတ်ပါတယ်အဓိကကတော့ short form content ဆိုလဲတိုးပေမဲ့ value တစ်ခုခုကိုထိထိမိမိပေးနိုင်ရပါမယ်long form content ဆိုရင်လည်းအချိန်ပေးပြီးကြည့်ရတာတန်အောင် value per second များတဲ့များအောင်ပို့ပြီး focus ထားရပါမယ်။တင်းရဲ့ audience ကို value များများပေးနိုင်လေလေတင်းလုပ်ငန်းပေါ်သူတို့ရဲ့ယုံကြည်မှုကတိုးလာလေပဲမို့ကိုယ့်ဘက်ကများများပေးဖို့ဝင်မလေးပါနဲ့အားလုံးစင်ကြပါစေ။